ဒီလိုမျိုးမဟာဗကြအတက်နေမှာပြိဿများကိုနောက်ဆုံးနှုတ်ခွန်းဆက်နှုတ်ဆက်ပေးမယ်ဇက်မေဖွဲ့ကြီးကတော့အောင်စုဇက်မေဖွဲ့ကိုပြန်လာပြရပါဦးရှင်Thank you.